အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျွန်မစားပြမှာကတော့ဂျပန်ရေခုဖြစ်ပါတယ်ဂျပန်ရေခုနဲ့ထိုင်းရေခုနှမျိုးရောထားတာပေါ့နော်ဒါကတော့ဂျပန်ရေခုဖြစ်ပါတယ်ဂျပန်ကြီးစံရေခုလို့ခေါ်ပါတယ်နော်ဒါကတော့ဗီယက်နမ်ရေခုဖြစ်ပါတယ်ဒီဗီယက်နမ်ရေခုကိုထိုင်းမှာသူတို့နာမည်ကပင်နမ်ဖာလို့ခေါ်ပါတယ်နတ်သမီးအတောင်ပံလို့ခေါ်ပါတယ်ရှင်အဲ့နှစ်ခုကိုကျွန်မကရောပြီးတော့ကိုရီးယား sauce ရဲ့ထိုင်းရဲ့ငရုတ်သီး sauce ကိုပေါင်းပြီးတော့ကျွန်မနန်းစီလေးနဲ့နေထားတာဖြစ်ပါတယ်စားပြမယ်နော်ဒီဂျပန်ရေခုရဲ့အရာတော့အရင်စားပြမယ်ဘယ်လိုလဲပေါ့နော်ဒါဂျပန်သူကထောက်လေးနဲ့အကျော်ယူစားနေရတယ်လို့မျိုးသူကဈေးကြီးတယ်ဂျပန်ရေခုကဈေးကြီးတယ်ဒါတော့ဗီယက်နမ်ရေခုသူကအတောင်ပံပုံစံလေးတွေနော်အပေါ်မှာဒီလိုဖတ်လေးနဲ့တောင်ပံလိုမျိုးပေါ့နော်စားကြည့်မယ်နော်ဆက်ကြပါဦးရှင်ရန်ကောရှက်ကောဒါကိုစလက်ရလေးနဲ့ထိုးဆိုင်ပုံမိုက်ဗီယက်နမ်ရေခုပိုကြိုက်ပါတယ်ဝယ်စားကြည့်ကြပါရှင်တာဘိုင်ဘိုင်အားလုံးချစ်တယ် blog လေးရဒီလောက်ပါပဲဘိုင်ဘိုင်သွားပြီးနောက် blog မှာတွေ့ကြမယ်နော်ဘိုင်ဘိုင်